ဆိုင်လေးချစ်စရာလေးအင်ဂျီလေးတော်လာဝင်ကြည့်မယ်နော်ဟုတ်မင်္ဂလာပါညီမကြည့်ကြည့်မယ်နော်အင်ဂျီလေးတွေချစ်စရာလေးဒါလေးဆိုရင်မြည့်ရဲ့ style လုံးဝပဲမြည့်ရန်ကြိုက်တဲ့ K drama တွေမှာတွေ့နေကြပုံစံမျိုးလေးဟုတ်သူကစကတ်လေးရောရှိတယ်ဒီမှာ one set တရာတော်လေးလာနော်ဒါကြီးတော်လာဟိုးမှာအယုံမဝတ်ထားကြမြက်ကမျက်စိကျနေအယောင်၄ယောက်တောင်ရှိတယ်ဒါလေးယူထားလိုက်မယ်ပြီးရဲ့ဘယ်အောင်ကောင်းဝင်လဲတော်တော်လေးချစ်ဖို့ကောင်းတော့တော့မြက်ရဲ့ style လေးတွေကွက်တိပဲ size လေးယူလာမယ် size လေးရလေးတော့လေ extra small ကနေလာဆိုတော့ဒါမြက်တို့ size တွေဒါလေးယူလိုက်မယ်ပိုင်းအောင် short dress လေးချစ်စရာလေးခေါင်းဝင်လေးတော်တော်လာပဲဟိုလေဒီလိုအပေါ်အောက်တွဲထားပေးရလဲတခါရဲတွဲထားပေးရလဲရှိတယ်ဒီလို short dress လေးတစ်ထည်တည်းနဲ့အစင်ပြေဝတ်စုံလေးလည်းရှိရဲအသားလေးလေမြက်အခုမှရောက်ပွားတော်တော်ကောင်းတယ် fabric လေးလည်းတော်တော်ကောင်းတယ် design လေးလည်းတော်တော်လေးလာဒါလေးလည်းလာဒါဒီလိုတွဲဝေးရမှာနဲ့တူရနော်ဒီလိုဖြစ်မယ်ဆန်းဆန်းလေးနော်ဒါလေးဆိုလဲချစ်စရာလေးနောက်ထပ်တော့ကြည့်မယ်ဒါလေးကလေအခုမြက်ယူလာတဲ့ဟာအမဲလေးနော်အမဲလေးလဲချစ်စရာလေးတော့မိုက်တယ်မြက်ကပုံမှန်အမဲပဲကြိုက်တာအခုကနည်းနည်းလေးအယောင်လေးလင်းသွားအောင်ဒါလေးတော့ယူရထားတယ်ဟိုးဒီဒီဇိုင်းလေးမျိုးတို့ဟိုမြန်မာရင်ဖုံးလေးနဲ့အောင်တူရယ်နော်ဒါလေးချစ်စရာလေး color လေးရော design လေးရောရှင်းရှင်းလေးနဲ့တော်တော်လိုက်အော် तू ကဘောင်းမီလေးလဲပါတယ် तू ကအဲ့လို one set ဝယ်ရတာနော်မြက်ကတော့လေတတိထားမလားမသိဘူးမြက်ကဒီလိုဘောင်းပီတွေနဲ့တိတ်မလိုက်တော့မြက်ကတော့ဝက်လေးဝတ်ထားမရှိပါဘူးလဲဆိုတော့မြက်ကအရက်တော်ပူတဲ့ထမှာပါတယ်ဆိုတော့အရက်ရှည်ရဲ့သူတွေဆိုလို့ရှိရင်မြက်ထက်နည်းနည်းလေးရှည်ရင်တောင်မှလာတယ်မြက်ကတော်ပူတော့လေဒါမျိုးလေးဆိုလို့ရှိရင်တော်တော်လေးလာအသားရလေအေးလေးချုပ်ပုံလေးလဲတော်တော်လေးကိုအဆင်ပြေရဲ့အဲ့တော့မြက်အခြားဟာလေးစိုက်ရွေးလိုက်မယ်ဒါလေးလည်းချစ်စရာလေးဒါလေးရောပဲမာဒီဖက်မှာဆိုလဲ dress တွေရှိရယ်လာလာတော့ဒီမှာလေ setting skirt တွေတော်တော်လာရတော့ပုံမှန် setting skirt တွေကလေအဲ့လိုအရန်ရွေးချက်ပြီးဝယ်ရတယ်တချို့ကြတော့အရန်ထူနေရအရန်ပါနေရပုံမကြရမျိုးဖြစ်တတ်တယ်ဒီဟာ setting skirt လေးမြက်ကလေသတိထားမိလား setting skirt တွေအရန်ဝတ်တယ်ဒါဒီလိုမျိုး one set လေးအရန်လာနော်တော်တော်လာပါသူ့ရဲ့ green ကလေဟိုလိုမျိုးဒါဘယ်လိုခေါ်လဲဒီ green ကတော်တော်လာမြစ်တို့ចောင်းစိမ်း green မဟုတ်ပဲနဲ့လေဒီအရောင်တော်တော်လေးလာရန်လာတော့ညို့နေရပဲရင်ကြီးစိမ်းလိုမျိုးပဲဒါလည်းချစ်စရာလေးနော်ဒီခါဝင်လေးလဲအော်သူကလည်းဒီလိုမျိုးဟိုမြစ်တို့ရင်ဖုံလေးလိုမျိုးချုပ်ထားတယ်အဲ့လိုမျိုးအချမ်းအလုံးကြီးလိုပါလုံးနဲ့လေမှာကျဲသီးလေးနဲ့ဒါလည်းချစ်စရာလေးဒါလေးလဲသူကအင်းကြီးရယ်သူကဒီလိုဘောင်းပွားလေးရယ်ပေါ့နော်လို့တွဲဝေးရမြက်ကလေအခုကဘောင်းမီအပွားတွေခက်စားတော့ဒီလိုဘောင်းမီအပွားလေးဆိုလို့ရှင်နောက်ပိုင်းဝယ်ဖြစ်တယ်ပေါ့နော်ဘောင်းမီအဲ့လိုခုနဘောင်းမီတွေလို့လားမြက်ကမလိုက်တာဒါမျိုးကြတော့မြက်ကလိုက်တယ်အရက်တူရဲတူရင်လည်းဒါနဲ့လိုက်တယ်Gonna change the way I used to be. It's just you and time.အခုမြက်ရွေးထည့်ထားတဲ့ဝတ်စုံလေးကဒီ VVTI ဆိုတဲ့ brand ရဲ့ dress လေးပေါ့နော်။ तू ကကြည့်လိုက်လို့ရှိရင်အမြင်မှာဆိုင်မှာလိုက်ကြည့်လို့ရှိရင်အရန်ရိုးရှင်းပေမဲ့ဝတ်လိုက်လို့ရှိရင်တော်တော်လေးလာရဲ။ဒါဟိုကြတော့ဘာလို့ဒီဝတ်စုံလေးရွေးထည့်ရလဲဆိုလို့ရှိရင်ဒီ Thai မင်းသမီးလေးတွေတော်တော်များများဆိုလို့ရှိရင်တို့ရဲ့ဒီ Thai drama တွေဆိုလို့ရှိရင်ဒီလိုမျိုးcolorful ဖြစ်တာအယောင် bright ဖြစ်တာဟိုတခြား K drama တို့ Chinese drama တို့ထက်စားလို့ရှင် Thai ကားရကြတယ်လို့အယောင် bright ဖြစ်တာကိုရွေးချက်ဝတ်တာပို့ပြီးတော့များတယ်ပေါ့နော်အဲ့ဒါနဲ့မြက်ကအဲ့လို Thai မင်းသမီးလေးတွေပုံစံမျိုးပအောင်ဇက်ကားတွေမှာတို့ဝတ်လေးဝတ်ထား share ပုံစံမျိုးပအောင်မြက်ကအဲ့လိုဝတ်ထားရပေါ့နော်တော်တော်လေးကိုဝတ်လိုက်တာနဲ့ comfortable ဖြစ်တယ်အသားလေးကလေဝတ်လိုက်တာနဲ့ခန္ဓာကိုယ်မှာအဲ့လိုအေးမြပြီးတော့တော်တော်လေးကိုဝတ်လို့ကောင်းတယ်ပေါ့နော်ပေါ်ပေါ်ပါလေးရှိရ comfortable လေးဖြစ်တယ်အသားလေးကလေအေးမြနေရပဲဆိုတော့ဒီကောင်ဝင်လေးမြက်ကတော်တော်လေးကိုကြိုက်တယ်ပြီးတော့ဒီမှာဝတ်စုံတွေလေးအဲ့လိုလွတ်လွတ်လေးပေါ့နော်အ
ရှေ့မှာဒီလိုအခွဲတလားလောက်ထိပေါင်လောက်ထိရောက်တယ်ဒါမဲ့ तू ကလေဟိုလိုမျိုးအမြင်ရိုင်းနေရမျိုးဒီဟနေရမျိုးမဟုတ်ဘဲနဲ့အဲ့လိုလမ်းလျှောက်လိုက်တဲ့ခါမှာ तू ကဒီလိုလေးအဲ့လိုလေးပေါ့သွားဆိုတော့လေမြတ်ကတော့ဒီဝတ်စုံလေးကိုလုံးချုံလဲရှိရဲပြီးလို့ရှိရင်သူများနဲ့လည်းမတူဘူးလာရလို့ခံစားရတော့ဒီဝတ်စုံလေးကိုရွေးချယ်ထားပါတယ်ဒီဒီဇိုင်းလေးကတော့မြက်ဘတော်မဆိုဘဲအချိန်မင်းမေရွေးချယ်ဖြစ်တယ်မြက်အရန်ကြိုက်တဲ့ဒီဇိုင်းလေးပေါ့နော်ကြီးရတော့အရန်ရိုးရှင်တယ်ဒါပေမဲ့ခက်အဆက်ဆက်ဘတော်မှမယိုးွားဒီဇိုင်းပေါ့နော်ဒီလိုဝတ်စုံကိုဘယ်မှာအများဆုံးတွေ့ရလဲဆိုတော့ဒီ Queen ဒီ Elizabeth ပေါ့နော် Elizabeth တို့ပြီးတော့ Diana တို့ပြီးတော့လို့ရှင်အခုချိန်ဒီ Kate တို့ဘာတော့အစားအများတန်းဒီ Royal Family တွေအများတန်းဝတ်လေးဝတ်ထားရှိတဲ့ပုံစံမျိုးကိုမြက်တို့ရှာကြည့်လို့ရှင်တွေ့နိုင်တယ်အဓိကကတော့အဲ့လို English guy ထဲမှာဆိုလို့ရှင်လဲဒီလိုမျိုးတော်တော်များများ Diana fashion တွေအရန်ဝတ်တာတွေ့ရရပေါ့နော်ပြီးတော့ဒီဖက်ခစ်တွေမှာဆိုလို့ရှင်လဲ K drama တွေထဲမှာဆိုလို့ရှင်လဲအဲ့လိုအရန် smart ဖြစ်တဲ့ woman တွေမင်းသမီး character နေရာတွေမှာဆိုလို့ရှင်ဒါမျိုးဝတ်စုံတွေဆိုလို့ရှင်အခြား brand တွေထဲကလည်း light ထုတ်လေးရှိရပေါ့နော်မြက်ကလည်းဒီလို simple ဖြစ်ပြီးတော့မှ smart ဖြစ်တဲ့ဝတ်စုံတွေဆိုလို့ရှင်အရန်ကြိုက်တော့အရင်ကတည်းကဒါမျိုး design ဆိုလို့ရှင်ဘယ် brand မှာတွေ့အများတန်းဝယ်လေးရှိရပေါ့နော်ဒီ VVTI ကဒီအခုမြက်ရွေးချယ်ထားတဲ့ design လေးကလေအယောင်လေးရောချုပ်ထားတဲ့ cutting ရောသူရွေးချယ်ထားတဲ့ fabric ကလေလုံးဝကွက်တိမတ်စီပဲခန္ဓာကိုယ်မှာမျက်ရည်အတိုင်းနဲ့တိုင်းပြီးချုပ်ထားသလိုဒီမှာတီပပကြော်ရှမ်းနေရပဲပြီးတော့ဒီကုတ်ကလေးကလေအရင်လည်းမတူဘူးအရင်လည်းမရှိဘူးဆိုတော့မြတ်တို့အမျိုးသမီးတိုင်းနဲ့လိုက်ဖက်တယ်အချို့ကခါးရှိတဲ့သူရှိရဲ့အချို့ကကြော်ခါးတိုတဲ့သူရှိရဲ့မြက်ကကြော်တော့အဲ့လိုမျိုးနည်းနည်းတိုတဲ့သူထဲမှာပါတော့အဲ့လိုမျိုးလူတော်မှာသူကခန္ဓာကိုယ်လှသွားစေတဲ့ပုံစံမျိုးပေါက်တယ်ပေါ့နော်ပြီးတော့ဒီ skirt ဆိုလို့ရှင်ဒါမျိုး skirt ဆိုလို့ရှင်မြက်ကပုံမှန်ဆိုရွေးချယ်ရမှာအရန်ကြောက်တယ်ဘာလို့လဲဆိုအရက်ကလည်းပူတယ်ပေါင်ကလည်းတုတ်တလို့ဖြစ်တော့ဒီလို skirt တွေဆိုလို့ရှင်ပုံမှန်ရွေးချယ်ရဒါကလေတင်မာလုံးလေးဖြစ်သွားတင်မာလုံးလေးဖြစ်ပြီးတော့မှမြတ်တို့ဘိုက်ပူရာကိုလည်းအင်ဂျီယာဖုံးသွားပြီးတော့အဲ့လိုတွယ်လေးဖြစ်သွားတာပေါ့နော်ပြီးတော့သူ့ဒီရဲ့ collection ထဲမှာကျတော့မြက်အခုရေးထားတဲ့အယောင်လေးအပြင်ခုနမြက်ပြတဲ့အနံ့ရောင်ပန်းရောင်အသားရောင်3ရောင်ရှိရအဲ့တော့မြက်ကတော့ဒီအယောင်လေးကိုလင်းသွားအောင်လို့ရေးချက်ထားပါတယ်အခုရွေးချယ်ထားတဲ့ဝတ်စုံလေးကအဲ့လို Chinese drama ဒီတရုတ်ဇက်ကားကြီးတော်တော်များများထဲမှာဆိုလို့ရှင်သူတို့ရဲ့ဒီဇက်ဆောင်မင်းသမီးလေးတွေကကြတော့simple girl လေးတွေများပေါ့နော်ဘဝအဲ့လိုရိုးရိုးရှင်းရှင်းဖြတ်တန်တဲ့ပုံစံလေးတွေအဲ့လိုများတယ်မျက်ကြည့်တဲ့ဇက်ကားတော်တော်များများမှာပေါ့နော်အဲ့တော့အဲ့တရုတ်မင်းသမီးလေးတွေကလေကြီးလိုက်လို့ရှင်သူတို့ရဲ့ character ဇက်လန်တွေထဲမှာဆိုလို့ရှင်ဒီလိုခေါင်းဝင်အရှည်လေးတွေအများအားသူတို့ဝတ်တာမြက်တွေ့ဖွယ်ပေါ့နော်သူတို့ကတော့အခုမျက်စီးထားသလိုဒီလို high heel နဲ့စီးထားတာမျိုးမဟုတ်ဘူးအောက်ကအဲ့လို sneaker တို့ ballet shoe လေးတို့အဲ့လိုဖက်နဲ့ပပလေးနဲ့စီးရများပါတော့ပြီးတော့မျက်ကြည့်တဲ့ဇက်ကားကြီးတော်တော်များများကလည်းအဲ့လိုဒီနွေရာသီကိုအခြေစိုက်ပြီးတော့ရိုက်ထားတဲ့ဒီ drama လေးများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလို dress လေးလို့ဆိုလို့ရှင်တရုတ်မင်းသမီးလေးတော်တော်များများဝတ်တာမျက်တွေ့ဖူတော့အဲ့ပုံစံတိုင်းလေးကိုလိုက်ပြီးတော့ဝတ်ထားပါတော့ဒါပေမဲ့အဲ့မင်းသမီးလေးလိုမျိုးတော့ဒီဖက်နဲ့လေးတော့မရွေးချယ်ထားဘူးဒီဒါကျတော့မြက်ကခြားနောက်ထပ်ပုံစံတစ်မျိုးဝတ်လို့ရတယ်ဆိုတာပြချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာမြက်တစ်ခါမှဒီလိုမျိုးဖက်နဲ့အမြင့်နဲ့ဒီလိုကောင်ဝင်နဲ့တွဲဝတ်လို့မရှိဘူးဒါပေမဲ့ဒီလိုဝတ်လို့ရှိရင်လည်းလာရဲဆိုတာပြချင်တော့မြက်ကဒီလို high heel နဲ့တွဲပြီးတော့ဝတ်ထားပါတယ်အဲ့ဒါကိုအဲ့တရုတ်ကားတွေထဲမင်းသမီးလေးကြတော့အပေါ်က cardigan ပပလေးပေါ့နော်အဲ့လိုလက်ရှိဖြူလေးနဲ့တွဲဝတ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါလေးကတော့ cute girl အထားလေးဖြစ်နေမှာပေါ့နော်အဲ့တော့နောက်တစ်စုံI belong to you. Do just what you want. You're the one I trust. And I always be around when I need some loving, baby.
ခုမြဲရွေးချယ်ထားတဲ့ဝတ်စုံလေးကကြတော့မြတ်တို့ဒီမြန်မာအမျိုးသမီးတွေတော်တော်များများကြိုက်တယ်ရွေးချယ်လေးရှိတယ်ဒီဇိုင်းလေးပေါ့နော်ဒီဟာကကြတော့ smart ဖြစ်တယ်ရိုးရှင်းတယ်ပြီးလို့ရှိရင် mic တွေပေါ့နော်ပေါ့ပါတယ်မြတ်ကတော့အဲ့လိုထင်တယ်အဓိကတော့သူ့ရဲ့ဒီဇိုင်းကဝတ်လိုက်တာနဲ့အရန်ပေါ့ပေါ့ပါပါရှိရယ်ဒီအပေါ်ဆိုလို့ရှိရင်လည်းအဲ့လိုချောင်းချောင်းချီချီတကယ်ပေါ့ပွားလေးဆိုတော့မြတ်တို့အဲ့လိုချက်ထုတ်နေတဲ့အဝတ်အစားမျိုးမဟုတ်တော့ comfortable ဖြစ်တယ်အဓိကကတော့အမျိုးသမီးတွေကကြတော့လေအဲ့လိုမျိုးမုံစားရင် data တယောက်နဲ့တယောက်စကားစမိပြောရင် data ပြီးလို့ရှိရင်အဲ့လို jewelry date တို့ဘာလို့ရှိရတယ်เนาะအဲ့လိုကြားလို့ရှိရင်ဒါမျိုးဝတ်တဲ့ပုံစံမျိုးမြက်ဘေးနာမမကြီးတော်တော်များများဒါမျိုးရွေးချယ်လေးရှိအဲ့အမကြီးကြည့်လိုက်လို့ရှိရင်သူတို့ကြည့်လိုက်တာရိုးရှင်းရှင်းဒီလို fashion မျိုးရွေးချယ်တာပဲအများကြီးသူတို့ကြည့်လိုက်ပေါ့ပါပြီးတော့ smart ဖြစ်ပြီးတော့အရန်မိုက်တဲ့အထာကြလို့မြက်ကခန်းစားရတဲ့အတွက်ကြောင့်မို့လို့ဒီ VVTI brand ထဲမှာလည်းဒီ design လေးကိုမြက်ကတွေ့တော့အော်ငါတို့မြန်မာအမျိုးသမီးတွေရွေးချယ်ဝတ်ဆင်လေးရှိတဲ့ design ပေါ့နော်တော်တော်မိုက်တယ်ဆိုပြီးတော့မျက်နှာရော like မလားဆိုပြီးမြက်ကအဲ့လိုရွေးဝဲလာတာဒီရွေးဝတ်ထားတာပေါ့နော်ဒါကကျတော့ဒီဟာလေးလည်းဒီလိုအရှိအခွဲလေးပဲဒီလိုဘိုက်နာလေးမှာဒီလို draping လေးနဲ့တွန့်ထားတော့မြက်အများတန်းပြောတယ်ဒီဘိုက်နာလေးမှာဒီလို draping တွေလောက်ထားလို့ရှိရင်လေမြက်တို့ဘိုက်ပူတာတွေကို cover လုပ်ပြီးခါတုတ်တာတွေကို cover လုပ်ပြီးခါတိမ်တိမ်တင်ကကာလေးဖြစ်သွားစေဒီဇိုင်းမျိုးပေါ့နော်ပြီးတော့လေဒီအင်ဂျီကတော့ဟိုထွေထူးတော့ရှင်းပြနေကြမလို့ပေါ့နော်ဒီရဲ့ကုတ်ဒီကော်လန်ဒီတုံးထားတဲ့ fabric ထုတ်ထားတဲ့ပုံစံပွားပွားလေးနဲ့တော်တော်လေးဝတ်လို့ကောင်းနေပေါ့နော်ဒီ VVTI brand ကလေမြက်ကကြည့်လိုက်တာသူ့ထဲမှာကျတော့ဂါဝင်လေးတွေရှိရပြီးတော့ဒီလိုအင်ဂျီနဲ့ဘောင်းမီတွေရဲ့အင်ဂျီနဲ့ skirt တွေရဲ့လေအများကြီးပေါ့နော်သူကအဲ့လိုဆက်လိုက်လေးကိုမှသသိန်းဝင်းကျင်ပဲဆိုတော့လေအပေါ်အောက်ဆက်လိုက်နော်အဲ့ဒါကိုသသိန်းဝင်းကျင်နောက်ပြီးတော့သူတို့သုံးထားတဲ့ fabric သူတို့ချုပ်ထားတဲ့ချုပ်ပုံကလေအရန်မိုက်တယ်ဘာမှပြောနေစရာမလိုအခြား brand တွေဆိုလို့ရှိရင်မြက်ခါတိုင်းဝယ်နေကြအင်ဂျီတွေဆိုလို့ရှိရင်အပေါ်တက်အောက်တက်ဝယ်ရတယ်ကွယ်အပေါ်တက်အင်ဂျီဆိုလို့ရှိရင်သသိန်းဝင်းကျအောက်ကသသိန်းဝင်းကျဆိုလို့ရှိရင်အမှမကိုက်တော့ဒီဟာကျတော့အပေါ်အောက် one set ကိုမှဈေးလဲတော်တော်လေးကိုအဆင်ပြေသလိုချုပ်ရိုးချုပ်တာတုံးထားတဲ့ရွေးချယ်တဲ့ဒီ fabricအရန်မိုက်တယ်ဒါလောက်မိုက်မယ်လို့လုံးဝမထင်ထားဘူးလမ်းကြုံလို့ရှိရင်ဒီ Time City မှာရှိတဲ့နှလွာမှာရှိတဲ့ဒီ VVTI ဆိုတဲ့ brand လေးကိုမြက်ကလာရောက်ကြည့်ဖို့ဖိတ်ခေါ်တယ်ကိုယ့်ရဲ့ဒီ in stock တွေထားပေးထားဆိုတော့လေပွဲတက်အနေနဲ့လည်းရွေးချယ်လို့ရတယ်ကိုရိုင်းကိုကြတကယ်ကိုရွေးပြီးတော့မှဝယ်လို့ရတဲ့ design လေးပေါ့နော်အဲ့တော့သူရဲ့ Facebook page လည်းရှိရင်မြက်ပြီးမှ mention ထားပေးမယ်နော်နောက်ဆုံးတက်လဲလာမယ်အခုအမျက်နောက်ဆုံးရွေးချယ်ထားတဲ့ဒီ outfit လေးကကြတော့ K drama ကြီးထဲမှာအတွေ့များတယ်အဝတ်များတဲ့ပုံစံမျိုးပေါ့နော်ဒီ K drama ကြီးထဲမှာဆိုလို့ရှိရင်ဇက်ကာပေါက်လို့ရှိရင်အဲ့ဇက်ကာတွေကဝတ်စုံတွေပါတွဲပြီးမှပေါက်လေးရှိပေါ့နော်အထူးသဖြင့် Crash Landing on Euro Penthouse တို့ဒီတိမ်ကြသေးခါထွက်ထားတဲ့ Queen of Tears တို့ Hotel Del Luna တို့အဲ့ထဲမှာဆိုလို့ရှိရင်အဲ့မင်းသမီးတွေရဲ့ character ကွယ်သူများနဲ့မတူအမြဲတမ်းထူးခြားနေတာအဲ့မင်းသမီးရဲ့ character သူများနဲ့ကိုမတူတာတာမန်လူတွေနဲ့မတူပဲနဲ့အဲ့မင်းသမီးရဲ့ character ဇက်ကားကြီးထဲမှာသူတိဆောက်ထားတဲ့ပုံစံအရာအဝတ်ပုံစားပုံလဲသူများနဲ့မတူဘူးသူတို့ရဲ့တွေးခေါ်ပုံပြောလို့ရှင်သူတို့ရဲ့အရန်ပတ်စံအရန်ချမ်းသာပြီးတော့မှအဲ့လိုတော်ထူးခြားနေတဲ့အမျိုးသမီးတွေကိုဆိုလို့ရှိရင်အဲ့ဇက်ကောင်ဆိုလို့ရှိရင်သူတို့ fashion တွေကအစားသူများနဲ့မတူအောင်အများတန်းဆင်နေရှိအဲ့ရဲ့ဝတ်သူတို့ဝတ်ထားတဲ့ဝတ်စုံတွေကိုအဲ့ဇက်ကာတွေကအများတန်းအဲ့လိုပေါက်လို့ရှိရင်တွဲပေါက်တာပေါ့နော်အဲ့တော့မြက်ကသူတို့ရဲ့ fashion လို့ဆိုလို့ရှိရင်အများတန်း light ဝတ်လေးရှိရဒီကားဆိုလို့ရှိရင်လည်းအဲ့လိုမျိုး it's okay not to be okay တွေမှာအဲ့လိုဆိုမင်းသမီးဝတ်တဲ့ပုံစံမျိုးတွေနဲ့တော်တူရယ်ဆိုတော့မြက်ကအဲ့ဒါကိုလိုက်ပြီးတော့မှဝတ်ထားတာပေါ့နော်ဒီဝတ်စုံလေးကကျတော့အောက်ကဒီလို barger skirt ကမှဒါကကျတော့အဲ့လို shimmer ဖြစ်တယ်ပေါ့နော်အဲ့လိုပြောင်ပြောင်လက်လက်လေးနဲ့အဲ့လိုပလဲပေါက်ရောင်ဖက်သွားတယ်အဲ့ဒါကိုဒီလိုအနက်လေးနဲ့တွဲထားတော့သူများနဲ့ကွဲပေါ့နော်ပြီးတော့အပေါ်အောက်သူတွဲထားပေးတဲ့ပုံစံလည်းအပေါ်ကကျတော့ပန်းအောင်ဒီ shirt လေးနဲ့အောက်ကဒီလို skirt လေးနဲ့ဆိုမြင်နေကြပုံစံနဲ့ကွဲထားတယ်ကိုကအများတန်းအခြားဟာတွေဝတ်နေရတာရိုးအိမ်နေပြီဆိုလို့ရှင်ဒါမျိုးဝတ်စုံနေဆိုလို့ရှင်လည်းဝတ်သွားလို့ရှင်အဲ့လိုထင်းတယ်ပေါ့နော်ထင်းတယ်သူများနဲ့ကွဲထားတယ်အဲ့လိုကြောင်ကြားမနေပဲနဲ့လာတယ်မိုက်တဲ့ပုံစံဖက်ကိုသွားတယ်ပေါ့နော်ဒီ skirt လေးကလေအခုမျက်ဝတ်ထားတာအဖြူနဲ့အမဲတွဲရပေါ့နော်အဲ့လိုမျိုးမဟုတ်ပဲနဲ့သူကဒီလိုအမဲနဲ့ပေါ့နော်ဒီလိုမျိုးတွဲဆက်တာတော့မကြိုက်တဲ့သူဆိုလို့ရှင်ဒီလိုအမဲတစ်ခုတည်းနဲ့သူကဒီလိုဒီဇိုင်းလုပ်ထားတဲ့ဟာတွေလည်းရှိရယ်အော်နောက်ပြီးတော့လည်းမြက်အရှိမဝတ်သွားတဲ့ဝတ်စုံထဲမှာမြက်ကအဲ့တုန်းက skirt လေးနဲ့ဝတ်ထားတာအဲ့ထဲမှာလေသူကဒီလိုဘောင်းပြီးနဲ့လည်းသူကရွေးချယ်ပြီးဝယ်လို့ရတယ်ဆိုတဲ့ဟာလေးဒါမြက်ကပြပေးတာဒီနေ့မြက်ဝတ်သွားတဲ့ဝတ်စုံလေးတွေက VVTI ဆိုတဲ့ဒီ India အခြေစိုက် brand ပေါ့နော်မြက်ကအဲ့ brand လေးကိုဝတ်ထားတာသူရဲ့
ခုမှ first time မြတ် try ဘူးပါဒါပေမဲ့လေခုနမြတ်ပြောသလိုမျိုးအရန်မိုက်တယ်လာရောက်ကြည့်ဖို့ဖိတ်ခေါ်တယ်ပြီးတော့သူ့ရဲ့ Facebook page လေးလည်းရှိရယ်ပြီးတော့ promotion လည်းရှိရယ်သူ့ရဲ့ page ကို like and follow ပေါ့နော် post share လုပ်ထားတဲ့သူကိုလည်းတဲ့ဒီ July ကနေပြီးတော့မှ July လအထိကိုသူက 10% ဒီ promotion ပေးထားရယ်ပေါ့နော်အဲ့ဟာလေးလည်းတနေ့ကောင်းလက်ပို့လိုက်လက်တိုးလိုက်တယ်ပြီးတော့လေသူက India အခြေစိုက် brand ဆိုတော့သူ့ရဲ့ website ကနေလည်းမာယူနိုင်တယ်လို့မြတ်တို့ဒီသူ့ရဲ့ဒီ showroom ကကျတော့ Time City second floor မှာရှိရယ်Facebook page ကနေလည်းမာယူလို့ရပါတယ်လို့အဲ့တော့နောက်ပတ်မှာပြန်တွေ့မယ်တတာ I wanna know everything about you. You make me go crazy. All the little things you do. You're my teddy bear, teddy bear. 나는 사랑받 내게 쳐줘. You're my teddy bear, teddy bear. 부드러운 너의 품, 나는 원해 너의 눈, the sweetest. It might be too early to say, but I found the love of my life, my life. 너도 나와 같은 맘인걸.